အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမှာတော့သုံးမွေးတန်အခြေစတန်လေးပဲဖြစ်ပါတယ်ခုလိုမျိုးဇလန်းကောင်းလေးတွေနားဆောင်နေနေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်ရှမ်းပြည်ဘက်ကအေးရတဲ့မျိုးလေးတစ်မျိုးမှာစီသူဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်စီသူကစကားနဲ့အေးစေတယ်ပြီးတော့စိတ်သဘောထားအရင်နှူးညံ့တယ်သူ့ရဲ့ကဘာငယ်လေးထဲမှာအလင်းရောင်ပေးနိုင်တဲ့နေမင်းကြီးတော့ချယ်ကြီးဆိုတဲ့မိန်းကလေးစီသူကချယ်ကြီးကိုငယ်တဲ့တစ်ဖက်သက်ချစ်ခဲ့ချယ်ကြီးဘာကိုကြိုက်လဲဘာကိုမုန်းလဲစီသူအကုန်သိတယ်ချယ်ရီနေမကောင်းရင်စီသူကအရင်ဆုံးဆေးဝယ်ပေးတတ်သူချယ်ရီဝမ်းနေနေနောက်ကနေတိတ်တိတ်လေးလိုက်ကြည့်ပြီးအားပေးတတ်သူဒါမဲ့စီသူရဲ့ချစ်သူကထုတ်ပေါ်ပြောပြခြင်းမရှိတဲ့တန့်စင်တဲ့ချစ်ချင်းမျိုးပါကံကြမ္မာကစီသူဘက်မှာမရှိခဲ့ချယ်ရီချစ်မိသွားတာစီသူရဲ့ငယ်တငယ်ချင်းမင်းခန့်အောင်ပါမင်းခန့်ကရုပ်ရည်ချောမောတယ်စကားပြောကောင်းတယ်ဒါမဲ့သူကအချစ်ကိုကစားစရာလိုသဘောထားတဲ့သူချယ်ရီကမင်းခန့်ကိုတိတ်ချစ်တာမင်းခန့်စီကဖုန်းလေးတစ်ချက်လာဖို့တနေကုန်စောင့်နေတဲ့သူမျိုးမင်းခန့်ကတော့ချယ်ရီရဲ့ပေါ်ဂယူးမဆိုင်ဘူးချယ်ရီဂယူးဆိုင်လေသူကအဝေးကိုပြေးလေပဲဒီကျမ်းမှာမြေသားမဖြစ်ရတာကစီတူမင်းခန့်နဲ့ချယ်ရီရန်ဖြစ်ရင်စီတူကပဲဂျားရဲကပြန်ပြေးပေးရတယ်မင်းခန့်ကချယ်ရီကိုပြစ်ထားတဲ့ချိန်ချယ်ရီမျက်ရည်ကိုတုပ်ပေးရတာလဲစီတူပဲချယ်ရီကမင်းခန့်တို့လက်ဆောင်ပေးခြင်းစီတူကပဲလိုက်ဝယ်ပေးရတယ်စီတူရဲ့ရင်ဘတ်ထဲမှာအန်နဲ့ထိုးကန်တို့နာကျင်နေပေမဲ့ချယ်ရီမျက်နှာတွေညှို့ငယ်သွားမှသူမကြည့်ရခဲ့ဘူးဒီနေ့မှာတော့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့မင်းခန့်ကကားကိုအရှင်ပြင်းမောင်းရင်အက်ဆီဒန့်ဖြစ်ခဲ့တာအဲ့ဒီကားပေါ်မှာချယ်ရီလဲပါသွားခဲ့ဆေးရုံရောက်တော့မင်းခန့်အတိုင်းအနေနဲ့ငယ်ပဲရခဲ့ပေမဲ့ချယ်ရီကတော့အခြေအနေတော်တော်ဆိုးသွားခဲ့ချယ်ရီရဲ့မျက်လုံးတွေထိခိုက်သွားပြီးအလင်းကွယ်သွားနိုင်တဲ့အခြေအနေတွေရှိခဲ့ဆရာဝန်တွေကမျက်ကြည့်ကြည့်လွှာကိုအမြန်ဆုံးအလှူရှင်ရမှာဖြစ်မယ်လို့ပြောလာတယ်အဲ့ဒီအချိန်မှာမင်းခန့်ကတော့သူ့အနာဂတ်ကိုတွေးပြီးကြောက်လန့်တရားနဲ့ဆေးရုံကနေဆောင်ထွက်သွားခဲ့ချယ်ရီကိုကြည့်ဖို့တော့သူတတိမရတော့စီသူကတော့ချယ်ရီကရင်ပြေးမှာငုတ်တုတ်လေးထိုင်နေတော့သူဆုံးဖြတ်ချက်တစ်ခုပြစ်ပက်သားသားချလိုက်တယ်လာအနေငယ်ကြာပြီနောက်ချယ်ရီမျက်စိပြန်မြင်ရပြီပုံဝန်းကျင်ကအလင်းအောင်တွေကိုသူမပြန်မြင်ရချိန်မှာပထမဆုံးရှာမိတာသူမရဲ့တိတ်ချစ်ရတဲ့ချစ်သူမင်းခန့်အောင်ပါမင်းခန့်ကလည်းသူတစ်ပါးရဲ့အနေနာခံမှုနဲ့ပြန်ကောင်းလာတဲ့ချယ်ရီစီဘာမှမဖြစ်ခဲ့သလိုမျိုးပြန်ရောက်လာတယ်ချယ်ရီကမေးရစီသူရောစီသူပဲရောက်နေလေမင်းကအေးဆေးပဲပြန်ပြေးသူ့နေဘက်ကိုအလုပ်ဝိစားနဲ့တွားတယ်ထင်တယ်အဆက်တွေမရတော့ဘူးတဲ့ချယ်ရီကစီသူကိုကျေးဇူးတင်ရပေမဲ့မင်းခန့်ရဲ့အနားမှာပဲပျော်နေခဲ့တယ်တရက်မှာတော့ချယ်ရီကစီသူရဲ့အိမ်ဟောင်းလေးစီကိုတွားလည်မိတယ်အဲ့ဒီမှာပုံတွေတက်နေတဲ့ဇပွဲပေါ်ကစာရီလေးတစ်အိတ်ကိုသူတွေးလိုက်ရတယ်အဲ့ဒီစာထဲမှာစီသူကဒီလိုရေးထားတယ်ချယ်ရီအင်ဒီစာလေးကိုဖတ်နေချိန်မှာငါနဲ့ကိုမြင်နေရမှာမဟုတ်တော့ဘူးဒါမဲ့ငါဝမ်းမနေပါဘူးဘာလို့လဲဆိုရင်ငါ့မျက်လုံးတွေကညက်ညက်နာပေါ်မှာရှိနေလို့ပဲနေမှန်ကြည့်လိုက်တိုင်းငါနဲ့ကိုကြည့်နေတယ်လို့နေမှတ်လိုက်ပါမင်းခန့်ကတောင်းပန်တာပါရဲ့နေကိုယူဆိုင်ပေးဖို့ငါမရှိတော့ရင်နေကိုပြောအောင်ထားပါမယ်လို့သူကတိပေးထားရဲ့ငါမျက်လုံးနဲ့နေချစ်တဲ့သူကိုတော့ကြည့်ပါတော့ချယ်ရီနေပြောရင်ငါကြည်နေပါပြီချယ်ရီလက်ထက်ကစာလေးတုံယူသွားတယ်အခုသူမမြင်နေရတဲ့အလင်းရောင်တွေသူမအခုကြည့်နေရတဲ့မင်းခန့်ရဲ့ပုံရိပ်တွေဟာစီသူရဲ့အလင်းတွေဖြစ်နေတယ်ဆိုတော့သူမသိလိုက်ရတယ်အဆိုးဆုံးကတော့အဲ့ဒီစာရဲ့အောက်ခြေမှာနောက်ဆက်တဲ့မှတ်ချက်လေးတစ်ခုရှိနေခဲ့တာပဲဆရာဝန်ပြောတာတော့စီသူကသူ့ရဲ့မျက်ကြည်လွှာလည်းမကဘူးသူ့ရဲ့နှလုံးသားကိုပါနေတော့ပေးဆက်ဖို့ကြိုးစားခဲ့တာဒါပေမဲ့အလူရှင်ကအသက်ရှင်နေရမယ်ဆိုလို့သူအမောင်ထဲမှာပဲနေသွားဖို့ရွေးချယ်ခဲ့တယ်ချယ်ရီကအပြင်ကိုပြေးထွက်သွားပြီးစီသူကိုလိုက်ရှာတယ်နောက်ဆုံးမှမြို့ပြင်ကဖုံးချောင်းလေးတစ်ခုမှမျက်မှန်အမဲလေးတက်ထားပြီးဒုက္ခလေးနဲ့လမ်းလျှောက်နေစီသူကိုတွေးလိုက်ရတယ်သူမအနားကိုသွားပြီးမှစီသူကမမြင်ဘူးစီသူကပြုံးပြပြီးမေးတယ်ဘယ်သူလဲခင်ဗျာအလူလာလဲလားတဲ့ချယ်ရီဘာစကားမှမပြောနိုင်ပဲရှက်ကြီးတငယ်ကိုချလိုက်တယ်သူမရဲ့ထဲမှာနာကျင်လို့အသက်ရှူဖို့တော့မေ့သွားခဲ့တယ်သူမသိချစ်တဲ့မင်းခန့်ကချယ်ရီမျက်ရည်တွေကိုမြင်တော့မမြင်ပဲကလပ်တစ်ခုမှပျော်ပါနေတော့စီသူကတော့အမောင်ထဲမှာပြုံးနေသေးပဲဘာလို့လဲဆိုတော့သူ့ရဲ့ရင်ထဲမှာချယ်ရီရဲ့ပုံရိပ်တွေကထာဝရလင်းထိန်နေလို့ပါဒီမှာရင်ဇလန်းလေးကတော့ပြီးသွားပြီတခါတလေမှာအချစ်ဆိုတာပန်းချရခြင်းမဟုတ်ပဲကိုချစ်တဲ့သူရဲ့မျက်လုံးထဲမှာအလင်းရောင်လေးရှိနေဖို့ကိုယ့်ရဲ့ကဘာကြီးကိုအမှောက်ချပေးလိုက်တာလည်းဖြစ်နိုင်